Look at the camera. Okay, good job. Now, glasses off. Safe bitches got a lot to say. Pussy in your face, that'll put you in. ကဲဒါဆိုရင်လာမယ့် February 14ရက်နေ့မှာတယောက်တည်းနေရမယ့်သူတွေအတွက်ကျွန်မကလုံးဝ solo တယောက်တည်းလှပနေမယ့် makeup look ကိုပြင်ပြပေးသွားမယ်။အရင်ဆုံး pastel က lip balm ကိုသုံးပြီးတော့ကျွန်မဒီ pastel ကပဲထုတ်ထားတဲ့ foundation ကိုသုံးပြီးထားပါတယ်။သူက24 hour ခံပြီးတော့ non stop 2 in 1 foundation ဖြစ်တယ်။2 in 1 foundation ဆိုတာဘယ်လိုလဲဆိုတော့ foundation ကို concealer effect ကိုရရပါတော့။နန်းသုံးထားတဲ့နံပါတ်က601ဒါပေမဲ့နန်းတော့က a little လေးဖြူနေရပေါ့နော်ဒါပေမဲ့ it's okay အဆင်ပြေပါလို့ဆိုတော့နန်းတော့ make up ဖြူလေးသုံးရင်ပို့ပြီးတော့အမှန်ရိုးဖြစ်တယ်ပေါ့အေးညီတို့အတွက်နောက်တစ်ခုကဒီ pastel ကပဲ pro finish 2 way ကိုသုံးထားရဲနန်းသုံးထားတဲ့နံပါတ်က20ကိုသုံးပေးထားပါတယ်လုံးဝ wide control ဖြစ်ပြီးတော့လုံးဝမျက်နှာအသားယူညက်နေရပဲပြီးတော့လေနောက်တစ်ခုက blusher ကလေနန်းကပထမက powder တိုက်လေးထင်တာလုံးဝ powder တိုက်မဟုတ်ပဲနဲ့ pastel ရဲ့ cream blusher လေးဖြစ်နေတယ်နန်းသုံးတဲ့နံပါတ်က41လုံးဝ bold and elegant ဖြစ်တဲ့ color လေးပြီးတော့နောက်တစ်ခုကသူ့ရဲ့ eyebrow ကလေအရန်မိုက်တယ်ဆွဲရလေအရန်လွယ်တဲ့အပြင်မှာ eyebrow ခဲတယ်မမာကြီးတွေမဟုတ်ပဲနဲ့နှာခုံးမွေးကိုပျော့လေးနဲ့ပုံသွင်းရလွယ်တဲ့eyebrow color လေးပေါ့နော်ပြီးတော့ဒီ pastel ကပဲထုတ်ထားတဲ့ eyeshadow လေးနဲ့နန်းကဒီ contouring ချပါမယ်လောက color pigmentation ကအရန်မိုက်တာဒီမှာဆိုကျွန်မအပုံလိုက်ကြီးဖြစ်သွားကျွန်မမနှဲလောက်ထားတာပေါ့နော်နန်းသုံးထားတဲ့နံပါတ်က202 so the left ဆိုတဲ့ new color လေးသုံးထားတယ်အရင်ဆုံးဒီ new color လေးနဲ့ eyeshadow ကိုနန်းတို့ဒီဘယ်လိုခေါ်မလဲနည်းနည်း wing ပုံစံမျိုးလေးဒီ eyeshadow ကိုပုံရင်ချလိုက်မယ်ပြီးတော့ glitter လေးသုံးပြီးတော့မျက်လုံးကိုပို့ပြီးထင်းနေအောင်လုပ်လိုက်မယ်ပေါ့နော်ပြီးရင်နန်းအတွက်မပါမဖြစ် AQ cell လေးကိုလည်းနန်းငါထည့်ပြီးတော့ခြေထားဒီတစ်ခေါက် AQ cell ကတော့လောဝဝကြီးမဆွဲဘဲနဲ့ AQ cell ကိုလုံးဝရှည်ရှည်လေးနဲ့မျက်လုံးကိုလောဝ cat eye ပုံစံလေးမျိုးလေးဖြစ်အောင်နန်းကခြေထားရပါတော့eyeliner နဲ့မျက်လုံးနဲ့တက်စီမဖြစ်အောင်လို့ဂူနာကပဲ pastel ကထုတ်ထားတဲ့ eyebrow ဆွဲတဲ့လေးကိုနန်းက eyeliner wing ပုံစံမျိုးလေးလိုမျက်လုံးအိမ်လေးဟိုဘယ်လိုခေါ်မလဲကြီးကြီးလေးဖြစ်အောင်လို့တစ်ထပ်အရင်ဆွဲတယ်ပြီးတော့မှ pastel ကထုတ်ထားတဲ့ eyeliner styler လေးနဲ့ wing eyeliner ကြီးကြီးလေးဆွဲထားပါတယ်ပြီးတော့ဒီ pastel cosmetic ကပဲထုတ်ထားတဲ့ pro finish stardust ဆိုတဲ့ highlighter လေးကိုနန်းကသုံးပြီးတော့မျက်ခုံးရိုးလေးနှာရန်ရိုးလေးအလူတက်လေးပါညာ smart လာငါထည့်လိုက်တယ်ပေါ့အေးပြီးတော့ lip liner ကိုလည်းနန်းကဒီ pastel ကပဲ brow pencil နဲ့ပဲနန်းသုံးထားတယ်ပြီးတော့ mascara သုံးထားပါတယ်သူ့ရဲ့ mascara ကလေလောကထူထဲပြီးလောကရှည်စေပေါ့နော်အဲ့တော့နန်းတို့အပေါ်ကနေပြီးတော့မျက်တောင်တူလေးတက်လိုက်ပါတယ်နောက်ဆုံး highlight ဖြစ်တဲ့ lipstick ဆိုတဲ့အချိန်ကိုရောက်လာပါပြီအဲ့တော့နန်းဆိုတာကကြတော့ pastel cosmetic ရဲ့ day long lipstick number 36ဆိုထားပါတော့။သူကကြတော့ color ကြီးပဲဟို15ရောင်တောင်လာတယ်။ဒါပေမဲ့နန်းဆိုထားတာဒီအဲ့ကူ look နဲ့လိုက်မယ်လောကဘိုးဖြစ်တဲ့ color ကိုဆိုပေးထားတာပေါ့နော်။အဲ့တော့ Valentine Day မှာရှင်တို့က single is the best ကျမတယောက်တည်းလှပမှာ solo လှမှာသူတွေအတွက်ကျမဒီ makeup look ကိုပြင်ပြပေးလိုက်ပါတယ်။အဲ့တော့ကျမပြင်ပြပေးတဲ့ makeup look လေး makeup ပစ္စည်းလေးတွေကိုလိုက်ပြင်ခြင်းနဲ့လိုက်ဝယ်ခြင်းနဲ့ဆိုရင် pastel cosmetic မြန်မာမှာဝယ်လို့ရပါတယ်။